မင်္ဂလာပါရှင် easy pan မိပါဒီနေ့မှာတော့မိကအိမ်မှာမြန်မာဆန်ဆန်ဟင်းလေးဖြစ်တဲ့ငါးငပိချက်နဲ့ကစုံရွက်မှုနဲ့ကြော်ရာရဲ့ကြက်ဥကြော်လေးရဲ့ချက်စားဖြစ်ပါတယ်ပထမဆုံးမိကငါးငပိချက်လုပ်ဖို့အတွက်ကိုငရုတ်သီးစိမ့်လေးတွေရဲ့ပြီးွားရင်ချက်သွန်ဖြူနဲ့ချက်သွန်အနီနဲ့ချိန်ထားလေးရဲ့ပြင်ဆင်ထားပါတယ်ဒီမှာလေးမိကတော့ငပိရမရှိရမို့လို့ဒီငပိစိမ့်စားလေးပဲသုံးလိုက်မယ်ပေါ့နော်ငါးကိုလည်းမိကအလွယ်တကူဒီတူနာငါးဘူးလေးပဲသုံးလိုက်ပါတယ်ပထမဆုံးမိတို့ကအိုးထဲကိုငရုတ်သီးစိမ့်လေးထည့်ပြီးတော့အရင်ဆုံးရေလေးနည်းနည်းနဲ့ပြုတ်ပေးပါမယ်ပြီးရင်တော့ငရုတ်သီးစိမ့်လေးပြုတ်ထားတော့မှမိတို့ကြက်ဥကြော်ဖို့အတွက်ကြက်ဥ9လုံးလောက်သုံးထားတယ်ပေါ့နော်ဒီထဲကိုအသားမှုန့်နဲ့စားလေးနည်းငယ်နဲ့ထည့်ပြီးတော့ကြက်ဥလေးကိုတေချာလေးခောက်ထားပါမယ်ဒီထဲကိုမိကချက်သွန်နီပပလီထားလေးနှလုံးလောက်ထည့်ကြော်ပါတယ်ရုပ်သီးစိမ့်လေးတွေကဒီလိုမျိုးရေခမ်းလာပြီဆိုလို့ရှိရင်တော့မိတို့ကတေချာလေးဘလန်ဒါထဲကိုထည့်ပြီးတော့ကြိတ်လိုက်ပါမယ်ဒီလိုမျိုးလေးကြိတ်ထားပြီးသွားပြီဆိုရင်မိတို့ငါးငပိချက်လေးစားချက်မယ်ပေါ့နော်အိုးထဲကိုစီလေးနဲ့ငယ်ထည့်ပြီးတော့ချက်သွန်ဖြူလေးကိုမိတို့3ပုံပုံ2ပုံလောက်ထည့်ပြီးတော့စီတက်ပါတယ်ကျန်တဲ့တစ်ဝက်ကတော့မိကစုံရက်ကြော်ဖို့ဖယ်ထားတာပေါ့နော်ပြီးရင်ချက်သွန်ကြီးချိတ်ထားလေးလည်းထည့်လိုက်ပါတယ်ဒီထဲကိုအယောင်အနေနဲ့မိကငရုတ်သီးအယောင်တင်မှုန့်လေးအနည်းငယ်ထည့်လိုက်ပါတယ်ချက်သွန်ကြီးလေးကိုတေချာလေးချက်သွားတဲ့ထဲစီတက်ပေးပါမယ်မိသုံးတဲ့တူနာငါကရေစိမ်ထားအောင်မလို့သူ့မှာပါတဲ့ရေလေးတွေကိုသွန်ပေးထားပါမယ်ပြီးရင်ငပိစိမ့်စားလေးကိုလည်းထမင်းစားစွန်းတစွန်းစာလောက်ကိုရေနွေးလေးနဲ့ရေဖြောပေးထားမယ်ပေါ့နော်ချက်သွန်လေးချက်သွားပြီဆိုလို့ရှိရင်မိတို့ငရုတ်သီးစိမ့်လေးချိန်ထားလေးထည့်ပါမယ်ငရုတ်သီးစိမ့်လေးတွေကိုလေတေချာလေးပြုတ်ပြီးမှချိန်ထားဖြစ်တဲ့အတွက်ဘိုက်နာတာတို့ဘာလို့မဖြစ်တော့ဘူးပေါ့နော်ဒီငရုတ်သီးစိမ့်လေးတွေကိုလည်းတေချာလေးစီးတက်ပြီးသွားပြီဆိုလို့ရှိရင်မိတို့ကကူနာတူနာငါးလေးရေစစ်ထားလေးကိုထည့်လိုက်ပါတယ်ပြီးရင်မိကဒီမှာအရသာအတွက်အသားမှုန့်လေးအနည်းငယ်နဲ့ငပြားလေးနည်းငယ်ကိုလည်းထည့်လိုက်ပါတယ်ငပိဖြောထားလေးကိုလည်းထည့်လိုက်မယ်ပေါ့နော်မိတို့ရဲ့တူနာကကြက်ပြီးသားဆိုတော့လေအကြာကြီးချက်စရာမလိုပါဘူးဒီမှာအချင်းရတာလေးပါအောင်လို့မိကမကြီးနှစ်လေးလည်းထည့်လိုက်ပါတယ်ပြီးရင်မိတို့ရေနွေးလေးအနည်းငယ်လောက်ထည့်လိုက်မယ်ပေါ့နော်ရေနွေးလေးနည်းငယ်ထည့်ပြီးတော့ခဏလောက်တည်လိုက်ပြီးရင်မိတို့ရဲ့ငါးငပိချက်လေးရသွားပါပြီပြီးရင်ကြက်ဥကြော်ဖို့အတွက်ပေါ့နော်မိကအိုးထဲကိုစီလေးထည့်ပြီးတော့ကြက်ဥလေးကိုတေချာလေးကျွတ်ကျွတ်ကလေးဖြစ်အောင်ကြော်လိုက်ပါတယ်ကြက်ဥကြော်ပြီးသွားရင်တော့ကစုံရွက်လေးကြော်ဖို့အတွက်စီလေးနဲ့ငယ်ထည့်ခုနကဖယ်ထားတဲ့ချက်သွန်ပြကြိတ်ထားလေးထည့်ပြီးတော့မှုလေးကိုအရင်ကြက်အောင်ကြော်လိုက်ပါတယ်မိတို့စားလေးအနှဲငယ်ပဲထည့်ပဲပေါ့နော်စားလေးနှဲငယ်ထည့်ပြီးတော့မှုလေးချက်သွားအောင်ဖုံးလေးအုပ်ပြီးကြော်ပြီးရင်မိတို့ကစုံရွက်လေးထည့်ကြော်ပါမယ်ကစုံရွက်ထဲကိုလည်းမိတို့ကအရသာအတွက်စားနဲ့အသားမှုန့်လေးအနှဲငယ်ထည့်ပါတယ်ပြီးတော့အနံ့လေးမှုသွားအောင်လို့ငရုတ်ကောင်းမှုန့်လေးအနှဲငယ်လေးထည့်လိုက်ပါတယ်ကစုံရွက်လေးနူးပြီးဤသွားပြီဆိုလို့ရှိရင်မိုးကစုံကြော်လေးလည်းရသွားပါပြီဒါဆိုလို့ရှိရင်တော့ထမင်းမိန်မဲဟင်းလေးလည်းချက်သွားပြီဆိုတော့လေမိကတော့ဒါနဲ့ထမင်းစားလိုက်တာထမင်း2ပကံလောက်ကုန်သွားပါတယ်အားလုံးပဲမိနဲ့အတူတူလိုက်ချက်ကြည့်ပါအောင်နော်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်နော်